ဘာရုပ်ဖွင့်တာလဲ ပလက်ကောင်မှမီးဝင်နေတယ်တဲ့ မီးလာလို့လား ဒီနေ့ဟီလာထားတယ် ဘာဖြစ်လဲဒီနေ့ဟီလာတာ ပလက်ကောင်မှမီးမရှိဘူးတဲ့ပလက်ကောင်မှမီးဝင်နေတယ် ဝိုင်းပြင်းနေပြီလေဘာလို့ပြီးတော့မှလဲအဖွာကြီး60ကျော်ပြီ ဟဲ60ကျော်တာသူများတွေဖလန်းဖလန်းမှာ အမလေးမထားနိုင်ဘူး ဘာဘယ်ကလာပြီးတော့ဘယ်ကဘလို့ပြစ်သွားတယ် ပြလက်ကောင်ပလက်ကောင်မှမီးဝင်နေတယ်တဲ့ပလက်ကောင်မှမီးမရှိဘူးတဲ့ အော်ပလက်ခုံမှာမီးရမရှိဘူးပလက်ကောင်းမီးဝင်နေတယ်ပလက်ခုံမှာမီးမရှိပဲနဲ့ပလက်ကောင်းကိုမီးရဝင်နေအဲ့ဒါဆိုဘယ်မီတာကဘယ်ကုံတော့မလဲပလက်ဟမ်ကြည့်ပါဦးအဖွားကြီးဘယ်မှာလဲဖွားကြီးอ่ะဒီလောက်တော့မှလှပါနေတယ်ဒီလောက်လှပါနေဟမ်